ခံတော့ပဲဝေဖန်သူတွေကိုပြန်ပြီးတုံ့ပြန်သွားမယ်ဆိုပြီးပရိသတ်တွေကိုတီးပေးလာတဲ့မမကိုထင်ရင်မခံတဲ့ကောင်လေးလွမ်းပိုင်မင်္ဂလာပါပရိသတ်လေးတို့ရဲ့ဒီ channel လေးကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဘိုးပိုင်ကြီးဆိုပြီးတစ်ချိန်ကပရိသတ်တွေအားပေးမှုကိုရထားတဲ့လွမ်းပိုင်ကအခုဆိုရင်ဘာလုံးလုံးဝေဖန်ခံနေရတဲ့အနေအထားကိုရောက်နေပြီလေဖြစ်ပါတယ်လွမ်းပိုင်ကတစ်ချိန်ကစော်ကြီးပဲတယောက်ပါ rap တခြင်းတွေကိုပရိသတ်တွေအကြားရအောင်တီချိုရင်လူငယ်ဆန်ဆန်မိမိုက်နေတဲ့ပုံစံလေးကြောင့်မိန်းကလေးပရိသတ်တွေရဲ့အားပေးဝန်းရံမှုကိုတကယ်နဲ့ရရှိထားတာလည်းဖြစ်ပါတယ်။နိရှိလာရှိများတွဲနေတဲ့ချစ်သူရှိတာတော့ပရိသတ်တွေကတော့အားပေးမပြတ်ခဲ့ပါဘူး။လွမ်းမိုင်ကတော့ပရိသတ်တွေရဲ့အားပေးမှုကြောင့်အဆိုတော်ဘဝကနေမင်းသားဘဝကိုရောက်လာချိန်မှာတော့အကျိုးတွေပြောင်းလဲခဲ့တယ်လို့ချစ်သူကောင်းမလေးပါပြောင်းလိုက်တာမို့ပရိသတ်ဝေဖန်တာကိုခံနေရတာလည်းဖြစ်ပါတယ်။ပရိသတ်တွေကတော့အရှင်ကအားပေးခဲ့ကြပေမဲ့အခုတော့နိုးပါပဲမင်းသားတယောက်အနေနဲ့ဇလန်းတွဲရရုပ်ရှင်ဇာတ်ကားကြီးတွေအများကြီးရိုင်းနေရပေမဲ့အာမပြီးတော့တဲ့အပြင်သူ့ရဲ့လိုအပ်ချက်တွေကိုဝေဖန်ခံခဲ့ရတာလည်းဖြစ်ပါတယ်သူရဲ့ဇာတ်ကားတွေထဲမှာလည်းပရိသတ်အားပေးတဲ့ဇာတ်ကားကတကားပဲရှိပါတယ်အဲ့ဒါကတော့တစ္ဆာမဲ့ကြောင့်ထင်ရှားပါသဖြင့်ဆိုတဲ့ဇလန်းတွဲလေးပါသူရဲ့အပြင်ကာရိုက်တာနဲ့လိုက်ဖက်တဲ့ဇလန်းတွဲရဲ့နာမည်ကြောင့်ပရိသတ်တွေကစိတ်ဝင်စားကြတဲ့အထိပါပဲလွမ်းမိုင်ကတော့ပရိသတ်ဝေဖန်မှုကြောင့်စိတ်ညစ်မညစ်ပြောပေမဲ့ရုပ်ကတော့အတော်ကျနေပါပြီလွမ်းမိုင်ကတော့မမကြီးနဲ့စူးနဲ့တွဲပြီးနောက်ပိုင်းကလေးကအလားပရေးရာလောက်ခဲ့ပေမဲ့ရုပ်ရည်ပိုင်းကတော့ပိုပြီးအိုးစားလာတော့ပရိသတ်လေးတွေတို့အမြင်ပါပဲနှစ်ယောက်သားကတော့တိတ်တခိုတွဲလာခဲ့ပေမဲ့အခုကတော့ပေါ်တင်ပါပဲနှစ်ယောက်သားသွားတူလာတူနဲ့ခုဆိုရင်ရှိုးဝဲမှာချင်းသွားဆိုတာတော့ရီးစားကြီးတကားနဲ့ဖြစ်နေပါပြီနန်းစုကတော့ချစ်သူကောင်လေးကိုသူများလူမှာဆိုတာကြောင့်ရှိုးဝဲတိုင်းလိုက်ပြီးစောင့်ကြည့်နေခဲ့တဲ့အထိပါပဲလွမ်းမိုင်နဲ့နန်းစုကတော့ကန်ဒီအဆက်လွန်ပြီးချစ်သူတွေဖြစ်ခဲ့ကြပေမဲ့ပရိသတ်တွေရဲ့ဝေဖန်ပြောဆိုတန်ကနေတော့မလွတ်ကြသေးပါဘူးနှစ်ယောက်သားကအစပိုင်းမှာချစ်သူတွေဖြစ်တာကိုပရိသတ်တွေချပြဖို့စိတ်ကူးထားပေမဲ့စိတ်ကူးနဲ့တင်ဝေဖန်ပြောဆိုခံခဲ့ရတာလည်းဖြစ်ပါတယ်ဝေဖန်မှုတွေကြောင့်အချစ်ရေးကိုတူတူတိတ်တိတ်နေခဲ့ကြတယ်သူတို့နှစ်ယောက်ကအခုအချိန်မှာသူတို့ရဲ့အချစ်ရေးကိုပရိသတ်တွေသိအောင်ချပြခဲ့တာလည်းဖြစ်ပါတယ်အချိန်တွေကြောင့်ရင်ပရိသတ်တွေရဲ့ဝေဖန်မှုကနေလွတ်မဲ့အထင်နဲ့ပေါ်ပေါ်ထင်ထင်တွဲနေကြပေမဲ့ဝေဖန်မှုကလွတ်မသွားသေးပါဘူးအရန်ချစ်ကြတဲ့သူတို့နှစ်ယောက်ကအခုထိပရိသတ်တွေကသဘောမတူပဲဝေဖန်နေကြသလိုအဓိကကတော့လွမ်းပိုင်ကပို့ပြီးဝေဖန်ခံနေရတာလည်းဖြစ်ပါတယ်ချစ်သူဟောင်းကိုလက်မတက်ပဲထားခဲ့လို့ယောက်ျားမပီသားတဲ့လူဆိုပြီးဝေဖန်ခံခဲ့ရသလိုအခုလည်းသူရဲ့ရုပ်ရည်ပိုင်းသူတို့နှစ်ယောက်ရဲ့အချစ်ရည်နဲ့ပတ်သက်ပြီးပြောဆိုခံနေရတာလည်းဖြစ်ပါတယ်လွမ်းမိုင်ကတော့အခုဆိုရင်ရုပ်ရှင်ဇာတ်ကားကြီးတွေအများကြီးရိုက်နေရပြီးမို့လလပပဖြစ်အောင်မိတ်ကပ်တွေလိမ့်နေပေမဲ့မျက်နှာတစ်ချမ်းမိတ်ကပ်တခြားမို့ဝေဖန်ခံနေရသလိုတဖြည်းဖြည်းနဲ့အိုးစားလာတာတဲ့သူရဲ့ရုပ်ရည်ကြောင့်အလောင်းခံနေရပြီလည်းဖြစ်ပါတယ်လွမ်းမိုင်ကတော့တနေ့နေ့အတွင်းမှာအရွယ်တော်တော်ကျလာတာကြောင့်ကောလဂျင်ရောင်းတဲ့လူကိုချစ်သူတော်ပြီးအိုဇာနေလို့ဆိုပြီးပရိသတ်တွေကလောင်ပြောင်နေကြတာလည်းဖြစ်ပါတယ်လွမ်းမိုင်ကတော့ဝေဖန်မှုတွေကြောင့်ဆိုရှယ်မီဒီယာကိုတော်ရုံအသုံးမပြုတော့ပါဘူးသူကဝေဖန်တန်တွေကြောင့်ဖြစ်နိုင်ရင်ဆိုရှယ်မီဒီယာကိုတိတ်မသုံးပေမဲ့သုံးတဲ့အချိန်မှာဝေဖန်တာတွေ့ရင်အရင်လိုငြိမ်မခံမနေတော့ဘူးဆိုပြီးပရိသတ်တွေကိုတီးပေးလာခဲ့ပါတယ်လွမ်းမိုင်ကတော့အရှင်ကဘာပြောငြိမ်ခံခဲ့ပေမဲ့ခုကတော့ဝေဖန်တန်တွေကိုပြန်ပြီးတုံ့ပြန်သွားတော့မှလည်းဖြစ်ပါတယ်သူကတော့ဝေဖန်တန်တွေထက်မကြားချင်တော့လို့ပြန်ပြီးပြောဆိုမဲ့အကြောင်းထုတ်ပြောလိုက်ပေမဲ့သူပြောမှပဲပရိသတ်တွေကပိုဆိုးလာခဲ့ကြတာလည်းဖြစ်ပါတယ်ပရိသတ်တွေကတော့ဝေဖန်ဖို့မင်းနေတာကိုအစဖော်ပြီးလို့ကျေးဇူးဆိုပြီးသူရဲ့အကောင့်မှာသွားဆဲဖို့ပြင်နေကြပြီလည်းဖြစ်ပါတယ်ပရိသတ်တွေတို့ရောလွမ်းပိုင်ရဲ့အကောင့်ကိုသွားဖို့အဆင်သင့်ဖြစ်နေပြီလားဆိုတာပြောခဲ့ပေးကြပါအောင်နော်ဟုတ်ကဲ့ပါရှင်ဒီတော့ဒီလောက်နဲ့ရန်နာလိုက်ပြစီရှင်ခုလိုစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုနေ့စဉ်တင်ဆက်ပေးနေမှာဖြစ်လို့ကျမတို့ရဲ့ channel လေးကိုလည်းအားပေးကြပါအောင်နော်အဆုံးထိကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုလည်းအထူးကျေးဇူးတင်ကြောင်းပြောကြားလိုက်ပြစီရှင်